အားလုံးပဲမင်္ဂလာပါကျိုးစမ်နိုဘလော့ကနေပြန်လည်ကြိုဆိုပါရစေဗျာဒီဗီဒီယိုလေးကကြတော့ပြီးခဲ့တဲ့အပတ်တုန်းကအကြောင်းကနေပို့ပေးကီလုံခီးစဉ်လေးပဲဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးကြပါအောင်ဗျာအခုကကြတော့အင်္ဂါနဲ့စထွက်ပါပြီအကြောင်းကနေချိန်ထားတဲ့ Taipei Main Station ကိုတွားမှာဖြစ်ပါတယ်ဒီဟာလေးကကျွန်တော်တွားတဲ့လမ်းကနေတွေ့ရတဲ့ထိုင်ဝမ်ရဲ့အထင်ကရဖြစ်တဲ့ Taipei 101ရဲ့ view လေးပဲဖြစ်ပါတယ်ကျွန်တော်အကြောင်းကချိန်ထားတဲ့ Taipei Main Station ရဲ့ Gate 3မှာရောက်နေပါပြီဗျာကျွန်တော်တို့လူဆုံးပြီဆိုတော့ကျွန်တော်တို့ကီလုံခီးစဉ်ကိုစထွက်ပါပြီဒါလေးကြတော့ကျွန်တော်တို့သွားတဲ့လမ်းပေါ်မှာတွေ့ရတဲ့နာမည်ကြီးကားကုမ္ပဏီတွေရဲ့ showroom တွေပဲဖြစ်ပါတယ်ဒီတလမ်းထဲမှာပဲနာမည်ကြီးကားကုမ္ပဏီတွေစုထားတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တွေ့ရတဲ့လောက်ထိုင်ဝမ်မှာများတော့အဖြစ်ပေါ့ BMW တို့ Mercedes တို့ Lexus တို့ Tesla တို့ရှိတာများကြတာကိုတွေ့ရတယ်ခုကကြတော့ကီလုံမျိုးကိုစဝင်ပါပြီကီလုံသွားတဲ့လိုင်းကူကိုဖြတ်ပါတော့မယ်ပေါ့နော်ကျွန်တော်တို့ပထမလျှောက်လိမ့်မယ့်နေရာကိုစရောက်ပါပြီတကယ်ကိုအရန်လာပါတယ်ပင်လေကြီးကိုပြောတာပါဒီနေရာလေးကဆိုရင်ထိုင်ဝမ်ရဲ့အဓိကနေရာလို့လည်းပြောလို့ရတယ်ပေါ့နော်ကွန်ပီစီကဒီကနေတည်တာဆိုတော့လေတရားလေးကရုပ်ချွတ်ချွတ်လေးနဲ့ဘယ်သူလေးလုံးမမေးပါနဲ့ကျွန်တော်ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပြတိုက်ကိုထပ်သွားပါတယ်တရားလေးကဆိုရင်သူတို့တင်ပိုးပေါ်မှာလုပ်ပြီးတော့လုပ်တယ်ဆိုတာဟာကိုရှင်းပြနေတာပဲဖြစ်ပါတယ်အရှေ့ကမှာပါရတဲ့ကာစာပေါ့နော်ပြီးတော့ရှေ့ကမှာဆိုရင်စားတော့ကုန်လေးတည်တယ်ပြီးတော့ကားရည်တည်တယ်စီရည်တည်တယ်ဆဲဟာကိုရှင်းပြနေတာပဲဖြစ်ပါတယ်တကယ်လို့ emergency ဖြစ်လာရင်ဘလိုတွေချက်ပြလေးဆိုတာကိုထပ်ပြီးရှင်းပြတယ်ပေါ့နော်ပြီးတော့သူတို့အရင်ကတင်ပိုးပေါ်မှာတုံးခဲ့တဲ့ပစ္စည်းကိုလည်းပြတိုက်မှာထားပေးပါတယ်ရှင်းလေးရှင်းပြတယ်ပေါ့နော်တရားလေးဆိုရင်နောက်တနေရာပဲဖြစ်ပါတယ်သူတို့ရဲ့တရုတ်ဖုန်ကြီးကျောင်းဖြစ်ပါတယ်ပေါ့နော်အပေါ်ကနေကြည့်ရင်တကယ်ကို view အရန်လာပါတယ်အပေါ်ကနေရိုက်ထားတဲ့ဗီဒီယိုအနောက်မှာရှိပါတယ်ပေါ့နော်
အပူက view ကိုကြည့်ဖို့ကျွန်တော်ပြုံးလေးနဲ့တောင်ပေါ်ကိုစားတက်ပါပြီဒါလေးဟာဆိုရင်တောင်ပေါ်ကနေတွေ့ရတဲ့ view လေးပဲဖြစ်ပါလေပေါ့နော်တကယ်ကိုအရန်လာပါတယ်အခုကကြတော့နောက်တနေရာထပ်တော့ပါမယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ဗျာShe moves like a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook. ကျွန်တော်တို့နောက်တနေရာကိုထပ်ရောက်ပါပြီတကယ်ကိုအရန်လာပါတယ်တပ်ပုံတွေလည်းအများကြီးရိုက်ခဲ့တော့နော်အနောက်မှာဆိုရင်တောင်နဲ့တကယ်ကိုအရန်ကိုပန်းဖြေစေတယ်ပေါ့နော် My chain. Oh, traveler, you carry the sun in your stride, leaving behind. ဒါလေးအဆိုရင်နောက်ဆုံးသွားခဲ့တဲ့တရုတ်ပုံကြောင့်ပဲဖြစ်ပါတယ်ပေါ့နော်ဒီဖုန်ကြီးကြောင့်ရှိမှညာစေတနဲ့ရှိပါတယ် အစားတလိုင်းဆိုတဲ့သူတွေအတွက်ဒီနေရာလေးကိုကျွန်တော် comment ပေးချင်ပါတယ်တကယ်ကမုတ်ဆိုင်တွေအများကြီးရှိပါတယ်ပေါ့နော် She hums a tune I've never heard in languages I can't speak. ဒီရုပ်ထုလေးဟာဆိုရင်မေဆောင်နှလို့ပြောပါတယ်ကိုကအင်ချမေဝင်မယ်တိုက်ခန်းလို့ဝင်မယ်ဆိုရင်ဒီနတ်ကိုဆူတောင်းရင်ကောင်းကြီးရတယ်လို့ပြောပါတယ်ပေါ့နော် Still anchored by my fear, but time rolls on like open roads, and soon she won't. အခုကကြတော့အိမ်ပြန်တော့မှပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါမယ်ဗျအားလုံးကိုကြည့်ရှုပေးကြတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်လေခဲ့တဲ့အထဲမှာကိုအလားဆုံးလို့ထင်တဲ့နေရာကို comment မှာရေးခဲ့ပေးလို့ရပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်